ဖြုတ်လိုက်လို့ရှိရင်ဒီ3ကဒီ3ဖြစ်နေတယ်ဒီ10ကဒီ10ဒီ9ကဒီ9နောက်ထပ်ဒီ9ကဒီ9 33999ဆိုတဲ့ကဏ္ဍ3ရယ်3ညရယ်9ရယ်9ရယ်3ရယ်3ညရယ်9ရယ်9ရယ်လို့တွားထားတာအဲ့ဒါကို3ရယ်3ညရယ်9ရယ်9ရယ်လို့တွားထား33999အဲ့ဒါကို3ရယ်3ညရယ်9ရယ်9ရယ်လို့တွားထားတယ်ဒီမှာ3ပါဝါ8နဲ့ထည့်ဒီမှာ3ညပါဝါ9နဲ့ထည့်ဒီမှာ9ပါဝါ4နဲ့ထည့်ဒီမှာ9ပါဝါ4နဲ့ထည့်ခြင်းအဲ့မှာ4ဘက်သိန်းချီတန်နေမိတ်ဆွေများအဲ့4ဘက်ကအဲ့ကြောင့်မိတ်ဆွေများကျွန်တော်တို့က24ဆိုတဲ့ကဏ္ဍကိုဒါမိတ်ဆွေများအရင်ဖိုင်မှာပါပြီးသား24ကိုရွေးထားပါတယ်24ကိုဘာလို့ရွေးတော့ဆိုအဲ့နှစ်ကလည်းဒါသူ့ဘက်သူလာထောက်နေတဲ့ကောင်ဒါအပင်ရှင်နဲ့လန့်ထောက်ပေးတာသူကဘယ်လိုလုံးဆိုတော့ကြတော့ကျွန်တော်တို့9596 9596ဆိုတဲ့ကဏ္ဍ9ရယ်5ရယ်9ရယ်6ရယ်ဒါဖြီဖို့ကြံသေးတယ်အဲ့ပင်9596ကိုဒီ9ကိုဒီ9နဲ့ထည့်တယ်ဒီ9ကိုဒီ9နဲ့ထည့်တယ်ဒီ9ကိုဒီ9နဲ့ထည့်တယ်ဒီ6ကိုဒီ6နဲ့ထည့်တယ်9596အဲ့ဒါကို9ရယ်5ရယ်9ရယ်6ရယ်လို့ပြောတာ9596အဲ့9596ကိုဒီမှာ9တဲ့ဒီမှာ9တဲ့ဒီမှာ9တဲ့ဒီမှာ6လို့ထည့်ချင်တာအဲ့မှာ2အဲ့နဲ့ထည့်ရတယ်ဒီမှာ2တဲ့ဒီမှာ8တဲ့ဒီမှာ3တဲ့ဒီမှာ9တဲ့2835 2ရယ်8ရယ်3ရယ်5ရယ်လို့သွားခြင်းအဲ့မှာ2ထည့်အဲ့ကြဒီနေ့လေးမှာ9ရယ်8ရယ်9ရယ်ဆိုတော့စီနီယံဖြစ်သွား9 8 9လာခဲ့တော့2 3 4ရလာတာ2 3 4 4တွေ2 3 4တွေဒါမိတ်ဆွေများဒါအပေါ်မှာကျွန်တော်ပြခဲ့တယ်ဗျဒီနေ့လေးမှာ2 3 4တွေ2 3 4တွေအဲ့2 3 4တွေဒီမှာလုတ်တယ်2ရယ်3ရယ်4ရယ်2 3 4ရပါဝါ9ရယ်8ရယ်9ရယ်လို့သွားတာဒီမှာ2ဒီမှာ3ဒီမှာ4အဲ့တော့ဒီမှာကျန်သေးတယ်မိတ်ဆွေများ2 3 4ဆိုတဲ့ကောင်းနေဒီမှာ2 3 4တွေဒါသူဖောက်ပြီးတော့သွားလို့ရှိရင်အဲ့လိုမျိုးသွားလို့ရတယ်2 3 4ကိုသူကဒီမှာ2ဒီမှာ3ဒီမှာ4လို့ထည့်2 3 4တွေဒီမှာလာခဲ့တဲ့2ဒီမှာလာခဲ့တဲ့3ဒီမှာလာခဲ့တဲ့4 2 3 4လာခဲ့တော့က9 8 9ကနေသူကတွဲဆင်လာအဲ့တော့9 8 9တိုင်းပြန်သွားခြင်းလားအဲ့မှာ2ထည့်အဲ့2တွေထည့်ရတယ်ဒီမှာ3ညတယ်ဒီမှာ3ညတယ်ဒီမှာ5တယ်ဒီ3